ကိုရှာပြီးပြီဆိုရင်ကိုစပြီးတော့တိဆောက်ဖို့လိုလာပြီပေါ့နော်ကိုကဘလို့လူလဲဘလို့လူစားမျိုးလဲကိုမဘလို့အားနေချက်ရှိလဲအားသာချက်ရှိလဲဆိုတဲ့ဟာမျိုးတွေကိုတိပြီးတော့ဒီအစ်စ်မှာပဲရနေလို့မရဘူးလက်ရှိနေတဲ့ကိုယ့်ရဲ့အရည်ချင်းတွေကိုပို့ပြီးတော့အားကောင်းအောင်တိဆောက်တာဒါမှမဟုတ်ရင်ကိုဘဝအတွက်ကိုသွားရမယ့်ပန်းတိုင်အတွက်ကိုသွားချင်တဲ့လမ်းကြောင်းတစ်ခုအတွက်မရှိသေးတဲ့အရည်အချင်းတွေကိုထပ်ပြီးတော့လေ့လာသင်ယူတိဆောက်တာက personal development လို့ပြောတဲ့ကိုယ်ရည်ကိုယ်သွေးမြင့်တင်ခြင်းမှာနောက်ထပ်အရေးကြီးတဲ့လုပ်ငန်းစဉ်တရားဖြစ်တယ်ကိုတိယုံလေးနဲ့ကိုကဘလို့လူစားမျိုးလဲကိုမှဘာအားနဲ့ချက်ရှိလဲကိုမှဘာအားသာချက်ရှိလဲဆိုတော့ကိုတိယုံလေးနဲ့ဒီအစ်စ်မှာပဲထားလို့မရဘူးအဲ့တော့ leadership ရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာနော်ကိုရဲ့အားနဲ့ချက်ကိုပြုပြင်ရတဲ့တတိရှိပြီးတော့ကိုရဲ့အားသာချက်ကိုအပြည့်အဝအသုံးချရတဲ့တတိရှိရမယ်ဆိုတဲ့လိုမျိုးပဲလူတိုင်းကကိုရဲ့ဘဝကိုဥဆောင်ရတဲ့လူဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရဲ့ကိုယ်ရည်ကိုယ်သွေးကိုမြင့်တင်ခြင်းတယ်လို့ပြောတဲ့နေရာမှာအလားတို့ကကိုမှရှိနေပြီးသားအရာတွေကိုဒီထက်ပိုအားကောင်းအောင်ထပ်ပြီးတော့ဖြည့်တင်နိုင်တာကကိုယ်ရည်ကိုယ်သွေးမြင့်တင်ခြင်းမှာနောက်ထပ်အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်